မင်္ဂလာပါရှင်အရင်ဗီဒီယိုတွေမှာ Clause 4.1 ရဲ့ internal နဲ့ external issues တွေကို SWOT analysis နဲ့ pestle analysis tools တွေအသုံးပြုပြီးဘယ်လိုဖော်ထုတ်ရမလဲဆိုတာကိုတင်ပြခဲ့ပါတယ်။ခုတစ်ခါမှာတော့ Clause 4.1 ရဲ့အနှစ်ချုပ်အချက်များနဲ့စံချိန်စံညွှန်းကပေးထားတဲ့လမ်းညွှန်ချက် notes လေးတွေအကြောင်းဆက်လက်တင်ပြသွားပါမယ်။ပထမဆုံးအချက်ကတော့ issues can be positive or negative ဖြစ်ပါတယ်။ issue တွေကိုဖော်ထုတ်တဲ့အခါဆိုးကျိုး negative တွေတင်မကပဲအခွင့်အလမ်းကောင်း positive တွေကိုပါထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ဥပမာကုန်စည်နှုန်းတက်ခြင်းက negative issue ဖြစ်ပြီးအစိုးရကကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်ကိုအခွန်လျှော့ပေးခြင်းက positive issue ဖြစ်တာကြောင့်နှစ်ခုလုံးကိုသိထားဖို့လိုပါတယ်။ external ကိုကြည့်တဲ့အခါဥပဒေနည်းပညာဈေးကွက်စတာတွေကိုအာရုံစိုက်ရမှာဖြစ်ပြီး internal မှာတော့လုပ်ငန်းခွင်ယဉ်ကျေးမှုဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုနဲ့စက်ပစ္စည်းစနစ်တွေရဲ့စွမ်းဆောင်ရည်တွေကိုကြည့်ရမှာပါ။အခုပြထားတာကတော့ internal နဲ့ external issues နမူနာဇယားလေးတွေဖြစ်ပါတယ်။အဲ့ဒါမျိုးတွေကိုမိမိတို့အဖွဲ့အစည်းဌာနအပေါ်တက်ရောက်မှုကိုအခြေခံပြီးအများကြီးဖော်ထုတ်သတ်မှတ်လို့ရပါတယ်။ဒီနေရာမှာနောက်ထပ်အလွန်အရေးကြီးတဲ့အချက်တစ်ခုကတော့ issues တွေကိုဖော်ထုတ်ရုံတင်မကပဲစံချိန်စံညွှန်းကပြောထားတဲ့ show monitor and review information about these internal and external issues ဆိုတဲ့အတိုင်းပြောင်းလဲလာတဲ့အခြေအနေတွေကိုပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း monitor နဲ့ပြန်လည်သုံးသပ်ခြင်း review တွေမဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ဖော်ထုတ်သတ်မှတ်ထားတဲ့ issues တွေဟာအမြဲတမ်းပုံသေးတည်ရှိနေမှာမဟုတ်ပဲပြောင်းလဲနေမှာဖြစ်လို့အမြဲတမ်း monitor နဲ့review ပြုလုပ်ပေးရမှာပါဒီနေရာမှာစံချိန်စံညွှန်းက monitor and review မဖြစ်မနေလုပ်ခိုင်းထားတာပါ monitor စောင့်ကြည့်တာဆိုတာကတော့မိမိတို့ရဲ့ internal external issues တွေဘာတွေပြောင်းလဲနေသလဲဆိုတာကိုအစင်မပြတ် data စုဆောင်းပြီးစောင့်ကြည့်နေတာဖြစ်ပါတယ် review ပြန်လည်သုံးသပ်တာဆိုတာကတော့စောင့်ကြည့်လို့ရလာတဲ့အချက်လက်တွေကိုအခြေခံပြီးဒီ issue ကိုမူလအတိုင်းထားမလားပြင်ဆင်တော့မလားဆိုတာဆုံးဖြတ်ချက်ချတာဖြစ်ပါတယ်issues တွေကိုတေချာမဖော်ထုတ်မသတ်မှတ်ထားတာဟာကို့မှာဘာယောဂါရှိလဲမသိပဲစေးတောက်နေတယ်လို့ပါပဲ Class 4မှာ issues တွေကိုမှန်မှန်ကန်ကန်ရှာဖွေဖော်ထုတ်နိုင်မှသာ Class 6မှာ risk and opportunity တွေကိုကြိုတင်ကာကွယ်စီမံနိုင်ပါမယ် Class 9ရဲ့ management review မှာအဖြေမှန်ထွက်လာမယ် Class 10 improvement မှာအဖွဲ့အစည်းဌာနဟာတကယ်တိုးတက်မှာဖြစ်ပါတယ်ဌာနတစ်ခုနဲ့တစ်ခုအတွက် internal external issues တွေဟာမတူညီနိုင်တာကြောင့်ဒါတွေကိုအလေးနက်ထားပြီးကိုယ်ဌာနရဲ့တကယ်စိန်ခေါ်မှုတွေကိုစနစ်တကျဖော်ထုတ်ကြဖို့တိုက်တွန်းပေးရစီဒါမှသာ quality management system ဟာမိမိတို့ရဲ့အဖွဲ့အစည်းဌာနလုပ်ငန်းကိုတကယ်တိုးတက်လာစေမှာဖြစ်ပါရဲ့ရှင်။